ရဝင်းမှာဟောကျူဘဝမှာထူသမျှလာရူနှလားနေရူခொနရဲ့အဖြစ်အပျက်အစီအစဉ်ကျမကြားဘူးသမျှကိုတီးဖွဲ့လို့တီးဆိုပြခြင်းဖယားငါလူပွင့်တော်မူမဲ့ဗဒ္ဒဤကဘာတွင်စရောက်ချဖယားပွင့်ငိမ့်ညာသမို့ရှင်တောင်းဝင်စကြဝဠာနတ်မြမာရူညီညာယုံစုတောင်းမှန်ဖုတ်ကြောင်မေဘုရားလောင်းလျာသခင်ဝါစုလာပြေကြာသမီးကျွမ်းမင်းနေဝဲချမ်းမြေကြည်ပြူတရေယူတဲ့ရှင်ကဆုံးလာပြေဘူးမင်းနေတောက်ကြတာယာစီပင်လုံမနီဥရင်အင်းကြီးမြိုင်တွင်အလောင်းနာမြတ်သခင်မဟီလိုက်စုဖွာတော်မူတဲ့ရှင်တိတ်ရလောင်းလျာသူနာသူတွေထွေတွေခေယဟန်အသွင်နမိတ်လေးပါကိုအမြင်နန်းစီစိမ်မခံစားလို့ဝါစုလာနေရမင်းနေတနေ့လာနေရွယ်ရဲ့ရိတ်ခေါ်မိတကူရီစုမြည်တော့ထွက်တော်မူသည်အမောင်ကိုခွင်းဖောက်အလေးရောက်တဲ့အခါမှာပင်ဟောဒီပင်နဲ့ရွှေပလင်အောင်မြင်ဟောဒီပင်နဲ့ရွှေပလင်အောင်မြင်ရှင်နာဆောင်လာဘုရားစရုပ်ထာဖျားဖွင့်တော်မူပြီးရှင်သမီးမြူးတို့ရဲ့မိဂရာဝရေကုန်မြိုင်ရိပ်တွင်ငါဥသာဝကပြင်စဝဲကြီးမြင်တရားဥနာရအောင်မြတ်ဖျားကြွတဲ့ရှင်ဝါသူလာပြေငကားမင်းနေစနေနေ့တွင်စနေနေ့တွင်ဘုရားမြတ်စွာဓမ္မစကြာဟောတော်မူတဲ့ရှင်အိဋ္ဌတရားမျက်မှောက်ထားလို့ငါးပါးခန္ဓာမမြဲရပြီအင်းကြီးရကောကုတ်သိန်းနာယောဆုံးလာပြေချင်းသေးရသာနေအင်္ဂါတွေခေမယထံပရိနိဗ္ဗာန်စံတော်မူတဲ့ရှင်စိတ်ဝေတော်ပင်